ပြီးခဲ့တဲ့ဘိုင်းမှာတော့အိုင်ယွန်ဂျိုင်းယန်ကြီးကိုလဲထိုးနိုင်မှုနဲ့အတူဗေဂါဘန်ရဲ့ထုတ်လွှင့်မှုဟာလည်းရပ်တန့်သွားခဲ့ပြီဖြစ်ပါတယ်ဗေဂါဘန်တည်သွားပြီဆိုတာကတော့တည်ကြပေမဲ့ဘသူတွေကတတ်လိုက်တာလဲကမ္ဘာအစိုးရကလားတရင်ထဲမှာပါတဲ့အတိုင်းလူဗီတို့တွေကတစားကန်လုပ်ပြီးတက်ပြစ်လိုက်တာလားဆိုတာကတော့ပြည်သူတွေကြားထဲမှာဒုရပစ္စည်းကောင်းသွားပါပြီအဲ့အကျုံးပေါ်မှာမြင်လိုက်ရတဲ့ဂိုရိုဆေးတွေရဲ့မွန်စတာဖောင်တွေကြောင့်ရေတပ်သားတွေကလည်းရန်ကိုအံ့ဩနေခဲ့ကြပါတယ်သူတို့တားဆီးတဲ့ကိစ္စပြီးသွားတာနဲ့ဂိုရိုဆေးတွေကရော့ကိုလမ်းဆက်တွယ်လိုက်ပြီးအသက်ရှင်နေသေးတဲ့ဗေဂါဘန်ဘယ်နှစ်ယောက်ကြံနေသေးလဲလို့လှမ်းမိလိုက်ပါတယ်လင်းလင်းနဲ့အက်တလတ်တို့တွေသာကြံတော့တယ်လို့ပြောလိုက်တဲ့အခါမှာတော့ပန်ရကော့ဟာဗေဂါဘန်စတယ်လာတည်ဆုံသွားရင်တောင်ကြံရှိတဲ့ဗေဂါဘန်တွေဆက်လက်ပွင့်ပြိုးဖို့လှုပ်ထားတာဖြစ်လို့သူတို့အတွက်ကြိုးရှိမဲ့ယောဂလွဲရင်ကြံတဲ့နှစ်ယောက်လုံးကိုတက်ပစ်ဖို့အတွက်ဂိုရိုဆေးတွေကလူစုခွဲလိုက်ကြပါတယ်ပန်ရကော့အတွင်းမှာတော့စတူစီကခါကူကိုလွတ်ပေးလိုက်ပြီးဖြစ်ပြီးခါကူကလည်းသူ့တငယ်ချင်းဖြစ်သူကိုမသေးစေချင်သေးတာကြောင့်လူချီမလာခင်မြန်မြန်ထွက်ပြေးပါတော့လို့ပြောလိုက်ပါတယ်အခုဆိုလူဖီဒိုရီဘရိုဂီတို့အဖွဲ့တွေကတော့ Grey Area ကြီးပေါ်ကိုရောက်ရှိသွားခဲ့ကြပြီဖြစ်တဲ့ဂျိုင်းယန်တွေရဲ့တင်ဘောကိုတွေ့လိုက်ရတဲ့လူဖီတယောက်ကတော့ရန်ကိုပျော်ရွှင်လို့နေခဲ့ပါတယ်ဦးစောနဲ့တခြားလူတွေကိုမေးတော့သူတို့တွေကရွက်လင်းဖို့ပြင်ဆင်နေကြပြီလို့စန်းကြီးကပြောလိုက်ပါတယ်အဲ့ဒီအချိန်ခါရှီနဲ့အိုအီမိုတို့ကိုတွေ့လိုက်ရတာကြောင့်လူဖီကတွားနှုတ်ဆက်လိုက်ပြီးမင်းတို့မှစားစရာမပါဘူးလားလို့မေးနေခဲ့ပါတယ် Vice Admiral တွေကိုတော့ကလေးလေးတွေပြောင်းဘွန်နီကသူမရဲ့စွမ်းနဲ့လှုပ်လိုက်ပြီးရေတပ်တွေကိုနောက်ဆက်ပေးထားခဲ့တယ်ကျွန်းပေါ်ကနာမီတို့ချင်းတွေကိုစန်းကြီးကလှမ်းမိလိုက်တဲ့အခါလူစုံပြီးဆိုပေမဲ့သူတို့ကညီလိုအပ်နေတယ်လို့ပြောလာခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်စန်းကြီးကလည်းနာမီရောဘင်လေးနဲ့လီလီတိုတွေအတွက်တူလာခဲ့မှာဖြစ်တယ်လို့ကြံတဲ့လူတွေကတော့ဖြစ်ချင်ရဖြစ်လို့ပြောလိုက်ပါတယ်ナミさんとロビンちゃんとリリスちゃんだけはその他全てが沈んでも助けるぜဦးစောကတော့နှာဘူးကြမနေနဲ့အားလုံးကိုကယ်တင်ပေးပါလို့ပြောလိုက်တဲ့အခါဖရန်ကီကသူ့အတွက်တင်ဘောကပိုရေးကြီးတယ်လို့ပြောနေပါတယ် level V ဘောကနာမီတို့အဖွဲ့မှာတော့ V နဲ့ဂျူရိုနဲ့တိုင်ပန်းနေကြဆဲဖြစ်က Grey Area GC ကိုလည်းအီဇူမာတဲ့ဖောင်နဲ့ Marcus မာက Atlas ကိုတက်ပြဖို့အတွက်ရောက်နေခဲ့ပြီဖြစ်ပါတယ်လူဗီကတော့စပိုဆောင်တွင်းမှာဂျိုင်းယန်စပိုမှုကြွကြွေးတများကိုစားတောင်းနေရင်သူမဝတေလို့ထက်ချက်ကြွေဖို့အတွက်ပြောနေခဲ့တယ်စပိုမှုခေါင်းဆောင်ကတော့လူဗီယာစားတော့တောင်းကျန်တဲ့သူမျိုးခေါင်းဆောင်တွေကစားနေရိတ်ကအများကြီးတည်လာခဲ့ကြောင်းပြောလိုက်ပါတယ် Marcus မာရဲ့မီးမုတ်တာကြောင့်တင်းဘောကမီးလောင်ဆွဲနေခဲ့ပြီးတခြားဂျိုင်းရဲ့နှကောင်ကစန်းကြီးတို့ကိုကာဝယ်ပေးလိုက်ရပါတယ်ဘိုက်ပြေသွားတဲ့လူဗီကတော့နီဂါဖောင်ကိုပြောင်းလိုက်တာကြောင့် Drone of Liberation ကိုအကုန်လုံးကကြားနေကြရပါတယ်ဒီတန်စင်ကဂျိုင်းယန်တွေအတွက်လည်းပွဲတော်တန်စင်ဖြစ်တာနဲ့အညီငယ်စဉ်ကတည်းကသူမအဖေနဲ့တူတူကားခဲ့ရတဲ့ဘွန်နီဟာလည်းနီဂါတန်စင်ကြားမှာစီမျောသွားခဲ့ပါတယ်လူဗီကအစည်းချမ်းနဲ့လိုက်ကကြလို့ပြောလိုက်တာကြောင့်ဒိုရီနဲ့ဘရိုဂီတို့ကလည်းလိုက်ကကြပါတော့တယ်ဘွန်နီကနီဂါလို့ပြောလိုက်တော့အဲ့ဒါကဘာတူလဲကွာတွားကြမယ်မင်းလည်းသူတို့ကိုတီးချင်နေတာမလားလို့လူဗီကပြောလိုက်ပါတယ်မဖြစ်နိုင်ဘူးလေငါကနင့်လို့မဟုတ်ဘူးလို့ဘွန်နီကပြောတော့မင်းရပါတယ်မင်းရဲ့စွမ်းကဘယ်လိုလဲဆိုတာကိုငါမသိပေမဲ့ငါရဲ့လွတ်လပ်တဲ့ပုံစံအတိုင်းပဲနေလို့လူဗီကအားပေးလိုက်တယ်သူမအဖေပြောခဲ့တဲ့အတိုင်းနီဂါဟာသူမျက်စိရှေ့မှာလွတ်လပ်တဲ့တန်စင်တွေနဲ့ရောက်လာခဲ့ပြီဖြစ်တာကြောင့် Distorted Future နီဂါ Live Future ဆိုတဲ့လွတ်လပ်တဲ့ပုံစံကိုပြောင်းလိုက်ချိန်မှာတော့ဘွန်နီယာနီဂါပုံစံကိုပြောင်းသွားပါတော့တယ်ဒီပုံစံကိုမြင်တွေ့နေရတဲ့ကူမာကတော့တစ်ချိန်ကသူဘွန်နီကိုစောင့်ရှောက်ပေးပါမယ်လို့ဂျင်းနီကိုပြောခဲ့တာတွေကိုပြန်တွေးနေခဲ့မိပါတယ်အခုဆိုနီဂါနှစ်ယောက်ပြစ်သွားပြီးမို့ထူးဆန်းတဲ့ခံစားချက်ကိုရနေတဲ့ကိုရိုဆေးတွေဟာလူဗီတို့ရှိရာစီကိုအမြန်ဆုံးထွက်လာလိုက်ကြတယ်အိုင်ယွန်ဂျိုင်းယန်ကြီးကလည်းတူတစ်ချိန်လုံးစောင့်မျှော်နေတဲ့နီဂါကိုမြင်လိုက်ရပြီဖြစ်တာကြောင့်မင်းကအဲ့ဒီမှာပဲလို့ရေအောက်ထဲကနေပြောနေခဲ့ပါတယ်ရေတပ်သားတွေကတော့လူဗီရဲ့ဝန်တက်ပိုစတာကိုကြည့်ကအခုမှတူသွားတော့တယ်လို့ပြောနေကြပါတယ်မာကတ်စ်မာကမီးနဲ့မုတ်ထုတ်လိုက်ချိန်မှာတော့လူဗီကသူ့ကိုသူဖောင်းကားလိုက်ပြီးမီးတွေကိုကာထားပေးလိုက်ကမာကတ်စ်မာကိုလမ်းပန်းလိုက်တယ်အဲ့ဒီနောက်သူ့ကိုတကုံပြင်းပေးဖို့လူဗီကမိတ်ပေးလိုက်တာနဲ့တပြိုင်နက်အကုန်လုံးကထိုးထည့်လိုက်တဲ့အခါမှာတော့လူဗီယာဂျာကန်ကူရှင်တစ်ခုအနေနဲ့မာကတ်စ်မာကိုကန်ထုတ်နိုင်လိုက်ပါတယ်သူကိုယ်တိုင်ကထိုးပါလို့ပြောပြီးမြဲအကုန်လုံးကထိုးလိုက်တဲ့အခါမှာတော့လူဗီယာနာကျင်လုံးလို့អော်နေခဲ့ပါတယ်တကယ်ကဘွန်နီယာဟာကီကိုတုံးပြီးထိုးလိုက်တာကြောင့်ဖြစ်တယ်အပေါ်ဘက်မှာနာမီတို့တွေဒုက္ခရောက်နေတာကိုသဘောပေါက်တဲ့အက်တလတ်ကတူသွားကြည့်လိုက်အောင်မယ်လို့ပြောကထွက်သွားခဲ့ပါတယ်သူမရဲ့စိတ်ထဲကနေလဲယော့ကငါတို့အားလုံးကိုစောင့်ကြည့်နေတယ်လစ်လစ်ငါတို့တွေကလို့ပြောနေခဲ့ပါတယ်အိုင်းယွန်ဂျိုင်းယန်ကြီးကတတိယလာခဲ့ပြီးခယူလေးကတက်ပြန်ဝင်လာချိန်မှာတော့ထုတ်လင်းမှုကပြန်လာခဲ့ပါတော့တယ်ဒါပေမဲ့လိုင်းထုတ်လင်းမှုကပြတ်တောင်းဖြစ်နေပြီးဘာမှမရှိဘူးမျိုးရိုးစင်စက်ဆက်ကန်လာပြီးစန်တာလို့ခေါ်တွင်တဲ့ဒီသတင်းစကားကိုရှာတွေ့နိုင်ဖို့ဆူတောင်းနေမယ်ဒီရဲ့အကြောင်းအရာကြောင့်ကန့်သက်ခံထားရတဲ့သူတွေကိုပေါ်လို့ပြောသွားခဲ့ပါတယ်ဆန်ဝမ်ဖောင်နဲ့ဂျူပီတာကတော့ကျွန်းပေါ်မှာအပျက်စီးတွေနဲ့တင်မောတွေအားလုံးကိုစုပ်ယူဖို့အတွက်ကြိုးစားနေခဲ့တာကြောင့်ရွက်တွေကိုတင်ပြီးတန်းနဲ့လော်ဖို့အတွက်ဒိုရီကပြောလိုက်ပါတယ်အကုန်လုံးကလေးနဲ့စုပ်ယူခြင်းမခံရအောင်နီးစပ်ရာကိုဆွဲထားကြရပြီးဘွန်နီကနီဂါပုံစံကိုစမထိန်နိုင်တော့တာကြောင့်စန်းကြီးကပဲလမ်းဆွဲထားလိုက်ရတယ်လူဖီကဆန်ဝမ်ကိုလက်တီနဲ့ပိတ်ထိုးဖို့ထွက်သွားတဲ့အချိန်မှာတော်ဝက်ဝါဂျူရီကတင်မောစီကိုတက်တက်ဝူတီနေခဲ့ပြီးဖြစ်ပါတယ်
အဲ့ဒီအချိန် join wine ဆိုတဲ့အတန်နဲ့အတူပင်လယ်အောက်ကနေအိုင်ယွန်ဂျိုင်းယန်ကြီးကပြန်တက်လာခဲ့ပြီးဝါဂျူရီကိုပိတ်ထိုးထည့်လိုက်ပါတယ် いざって時だ。いざって時 အဲ့ဒီနောက်မှာအိုင်ယွန်ဂျိုင်းယန်ကြီးကအတိတ်ကာလမှညံတစ်ခုမှာ join wine သူ့ကိုပြောခဲ့တာတွေကိုတွေးမိသွားခဲ့တယ်နားထောင်ရဲ့မဲ့အချိန်တန်တဲ့ခါမှာပဲရမယ်လို့ join wine ဟာသူ့ကိုပြောခဲ့တာဖြစ်ပြီးဘယ်တော့မှအချိန်တန်မှလဲလို့အဲမတ်ကတော့မေးနေခဲ့ပါတယ်စက်ရုပ်ကြီးရဲ့နာမည်ကအဲမတ်ဖြစ်ပြီးလူဖီကတော့ robot တစ်ကောင်ကိုတွေးလိုက်ရလို့အရန်ကိုမြူတူနေတော့တာပါပဲ